လာကြပြီလားဟင်မစိုးရိမ်ပါနဲ့နှမရဲ့ကိုရှိပါလားပြန်လိုက်ခဲ့ပါလိုက်မရသေးဘူးအောက်မှာလိုက်ပို့တဲ့လူရှိနေတယ်မပြန်ရသေးဘူးကိုသွားတော့မယ်ရာသီတွေလည်းပြောင်းသွားခဲ့ကိုချင်းခါတွေဒီနောင်သွားခဲ့လေဒီနာသူမို့မတရားရှိနေစေယုံပါရင်တော့ကြိုးဝေးသွားရအောင်နောက်ကိုမလှည့်ကြည့်နဲ့တော့မောင်ရှိတဲ့နေရာဟာကျမရဲ့ခုနားရပါဒီဇက်ကားလေးကိုအစကနေအဆုံးအပိုင်းလိုက်ပြန်တင်ပေးပါမယ်အားပေးကြပါဦးနော်